သမီးများအတွက်ဘူပင်တော့ကများနဲ့အနာဂတ်ခီလန်အတွက်တွေ့တော့တဲ့ပေးကရဲ့သာသမီးများအဖို့အမေမြတ်တရားဘယ်တော့မှမပြတ်ကွယ်ခဲ့နိုင်သူဘဝလောကတန်ကိုခံနိုင်ရှိရာစိတ်တမြဖွင့်ဖြိုးလာစေရန်မန်တို့တရားများနေI'm